တက်ပုံကနေပြီးတော့လမ်းလျှောက်တဲ့ဗီဒီယိုလေးပြောင်းချင်ဒီကျွန်တော်အရင်တော့လည်းတင်ပေးထားတယ်နော်ဒီ Chrome ထဲကိုဝင်လိုက်ပါ Chrome ထဲမှာကျွန်တော် Google Studio AI ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒီလမ်းနေရာတော့အများကြီးရှိပါတယ်ဒါလေးနဲ့ရင်ဆန်းပြပေးပါမယ်ဒီလိပ်ပြပုံစံလေးဖြစ်ပါတယ်ဒီထဲရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ် setting လေးတစ်ခုရွေးပေးရမှာဖြစ်ပါတယ်မြေနှမ်းလေး3ခုနှိပ်လိုက်ပါ Generate Media ဆိုတာလေးကိုနှိပ်လိုက်ပါဒီနေရာမှာ VEO ဆိုတာလေးကိုထပ်ပြီးတော့ရွေးပေးပါ VEO ရွေးပွဲနော်ပုံထည့်ရမယ့်နေရာမှာကိုယ့်ရဲ့ဓာတ်ပုံကိုထည့်ပေးလိုက်ပါဓာတ်ပုံရွေးပြီးရင်တော့စာထည့်ရမယ့်နေရာမှာလမ်းလျှောက်မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ walk-in ဆိုပြီးတော့ရေးပြီးတော့ထည့်ပေးပါဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာစာလုံးအတူလေးပဲရေးရမှာဖြစ်ပါတယ်တကယ်လို့ကိုကစာလုံးအရှိရေးချင်တယ်ဆိုလို့ရှိရင် ChatGPT ဆော့ဝဲမှာတွားပြီးတော့ရေးခိုင်းလို့ရပါတယ်ဒါလေးကိုဗီဒီယိုရဲ့နောက်ဆုံးမှာပြပေးထားပါတယ်အဲ့ဒါလေးထည့်သွားရင်တော့ကျွန်တော်မြားကြုံလေးနှိပ်ပေးလိုက်ပါမြားကြုံလေးနှိပ်လိုက်ပြီဆိုရင်စက္ကန့်ပိုင်းလေးစောက်ပြီးကျွန်တော်တို့ရဲ့ဓာတ်ပုံကိုလမ်းလျှောက်တဲ့ဗီဒီယိုလေးဖြစ်ပြောင်းပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးရလာရင်ညစောက်ထိုးလေးနှိပ်ပြီးတော့ download ဆဲလိုက်ပါဒါဆိုရင်ဗီဒီယိုလေးကိုဖုန်းနဲ့ရောက်သွားပါပြီဒီဗီဒီယိုလေးတစ်ချက်ပြန်ကြည့်ကြည့်အောင်ခင်ဗျ8စက္ကန့်စာဗီဒီယိုလေးရလာပြီဖြစ်ပါတယ်ဒါကတော့ Google Studio AI နဲ့လုပ်တဲ့နည်းလမ်းလေးဖြစ်ပါတယ်နောက်ထပ်နည်းလမ်းလေးတစ်ခုထပ်ပြပါမယ်ဒါကတော့ကျွန်တော်တို့ Pixbar AI နဲ့လုပ်တဲ့နည်းလမ်းလေးဖြစ်ပါတယ် Pixbar AI လို့ရိုက်ရှာလိုက်ပါ Pixbar AI နဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ login လေးကိုနှိပ်ပြီးကျွန်တော်တို့ Google account တစ်ခုနဲ့ login ဝင်ပေးရမှာဖြစ်ပါတယ် Google account တစ်ခုရွေးပြီးဝင်ပေးလိုက်ပါအကောင့်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အပေါ်မှာ point လေး30ရရနော်ဒါကိုမြင်ကွင်းချဲ့ပေးရမှာဖြစ်တဲ့ကြောင့်မို့အပေါ်ကအဆက်လေး30နှိပ်ပေးပါ desktop site လေးကိုနှိပ်ပေးပါဒါဆိုရင်မြင်ကွင်းလေးချဲ့သွားပါပြီနော်ဟိုအပေါ်မှာ point 30ရပါတယ်ဗီဒီယိုဖန်တီးတာကတပုတ်ကို point 20တောင်းရမှာဖြစ်ပါတယ်ပုံထည့်ရမယ့်နေရာမှာကျွန်တော်တို့နှိပ်ပြီးတော့ကိုယ့်ရဲ့ပုံလေးကိုထည့်ပေးလိုက်ပါပြီးရင်ဘေးမှာစာထည့်ရမယ့်နေရာမှာခုနလိုပဲလမ်းလျှောက်မှာဖြစ်တဲ့ကြောင့်မလို့ walk-in ဆိုပြီးတော့ရေးထည့်လိုက်ပါတယ်ကိုကအင်္ဂလိပ်စာရေးတတ်လို့အပြည့်စုံထည့်ရေးလိုက်ရပါတယ်ပြီးရင် create point လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့အပေါ်မှာဗီဒီယိုလေးဖန်တီးပြီးနေပါပြီအပေါ်ဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုဒီမှာသူကရာခိုင်နှုန်းလေးတက်ပြီးတော့ဗီဒီယိုဖန်တီးနေရဖြစ်ပါတယ်ဒါဆိုရင်ရသွားပါပြီတစ်ချက်နှိပ်ကြည့်လိုက်ရင်ဒီလိုဗီဒီယိုလေးရလာပါပြီဒါကတော့9စက္ကန့်စာဖြစ်ပါတယ်ပြီးရင် download ခလုတ်လေးနှိပ်ပြီးတော့အပေါ် watermark လေးနှိပ်ပြီးလိုက်ရင်ဒီဗီဒီယိုလေးကကျွန်တော်တို့ဖုန်းထဲကိုရောက်သွားမှာဖြစ်ပါတယ်ဒါကတော့ Pixbar AI နဲ့လုပ်နေလေးဖြစ်ပါတယ် AI တွေကတော့အများကြီးရှိပါတယ်အဆင်ပြေတဲ့ AI သုံးလို့ရပါတယ်ဒါလေးက ChatGPT မှာကျွန်တော်တို့ prompt ရေးနေလေးဖြစ်ပါတယ်ကိုလိုချင်တဲ့ prompt ကို ChatGPT ကိုရေးခိုင်းမှာကိုဘာဖြစ်ချင်လို့ဘယ်လိုရေးပေးပါဆိုတဲ့အကြောင်းလေးကိုမြန်မာလိုရေးပေးလိုက်တာနဲ့ရေးခိုင်းလိုက်တာနဲ့ ChatGPT က auto ရေးပေးပါတယ်အင်္ဂလိပ်လိုရေးခိုင်းလို့ရပါတယ်အများစုကအင်္ဂလိပ်လိုထည့်ရတာဖြစ်တဲ့ကြောင့်မလို့အင်္ဂလိပ်လိုပဲရေးခိုင်းပါပြီးရင်သူရေးပေးလာတဲ့ prompt ကဒါလေးဖိပြီးတော့ select တက်ကိုနှိပ်လိုက်ပါပြီးရင်အဲ့ဒီကိုရေးခိုင်းထားတဲ့ prompt ကို select ထပ်လုပ်ပေးပါပြီးရင် copy ယူပြီးတော့ခုနစာရေးရတဲ့နေရာမှာပြန်ပြီးထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာစာလုံးအတုံမြေပဲခုနလို ChatGPT ကယူလာတဲ့ prompt တွေကိုထည့်လို့ရှိရင်ပို့ပြီးတော့ဗီဒီယိုကပြီးပြင်ပါတယ်ဒီလိုလုပ်လို့ရှိရင်လည်းကျွန်တော်တို့အခုလိုဗီဒီယိုလေးရလာပါဖြစ်ပါတယ်ဒါဆိုရင်ဒါ ChatGPT ကရေးပေးထားတဲ့ prompt နဲ့ဗီဒီယိုထုတ်ခြင်းဖြစ်ပါတယ်ခင်ဗျာ